လေတဲ့အရင်စိုးရိမ်နေကိုရောကျွန်တော်ရဲ့အိမ်ကသေးတယ်နော်ကိုရောကျွန်တော်ကားနောက်တစ်စီးလိုတယ်နော်တင်းစိုးရိမ်ရမယ့်အလုပ်ကတင်းအလုပ်မဟုတ်တင်းအလုပ်ကဘုံတော်ထဲမှာနေဖို့ဖြစ်တယ်ဘုရားခင်သိတယ်ဘုရားခင်တင်းကိုထောက်ပံ့မှာဖြစ်တယ်အရာအားလုံးတင်းနဲ့အတူတူ increase ဖြစ်လာလိမ့်မယ်တင်းရဲ့ဝင်ငွေတွေတိုးလာလိမ့်မယ်တင်းစိုးရိမ်ရမှာမဟုတ်တင်းဘုံတော်ထဲမှာနေရမှာဘုံတော်ကတင်းကိုကြီးထွားစေတင်းရဲ့အပတ်ဝန်းကျင်ကအရာအားလုံးကိုကြီးထွားစေကြီးထွားစေတင်းနာလူတွေဘိတ်သိက်ရှိရဲ့လူတွေဖြစ်လာတင်ဘိတ်သိက်ရှိဆီမဆာရာဘိတ်သိက်ရှိကကျွန်မဘေးနာလူတွေဘိတ်သိက်မရှိဘူးဆိုတာမဖြစ်နိုင်ကျွန်မဘိတ်သိက်ရှိကတင်လဲရှိလာမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့က team ဖြစ်တယ်ကျွန်မတို့က team ဖြစ်တယ်ဘုရားကအားကြောင့်မလို့တင့်ကိုဘိတ်သိက်ရှိတဲ့သူဖြစ်စေမှာအမှုတော်မှာဘိတ်သိက်ရှိမယ်စီးပွားရေးမှာဘိတ်သိက်ရှိမယ် administration မှာဘိတ်သိက်ရှိမယ် leadership မှာဘိတ်သိက်ရှိမယ် glory will increase you ဘုရားကကြီးညာခိုင်းတယ် miracle maker church အပေါ်မှာကြီးညာပါကျွန်မကြီးညာတယ်ဘုရားကတင်တို့ကိုတိုးပွားစေမယ်ဘုရားကတင်တို့ကိုကြီးထွားစေမယ်အဖက်ဖက်မှာကြီးထွားစေ